Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ထိုင်းလာဝကကိုသွားရင်းနဲ့ဒီလာဝကရဲ့အောက်မှာရှိတဲ့မုံစည်းတန်းပေါ့နော်အဲ့ blog လေးကိုပြန်လည်ပြီးတော့တင်လိုက်ပါတယ်ဒီဈေးတန်းကတော့ချင်းမိုင်မှာဆိုရင်စူပါမားကတ်အကြီးတွေရှိတဲ့တဲကမှဒီမလဲမဖြစ် Central Festival ဆိုတဲ့ဒီစူပါမားကတ်ရဲ့အောက်မှာရှိတဲ့ဒီ food hall တွေကပေါ့နော်ဒီစူပါမားကတ်ထဲမှာလည်းဒီထိုင်းလာဝကပေါ့နော်ဒီ immigration လည်းရှိတာဆိုတော့ဒီမှာဆိုလဲနိုင်ငံသားတွေအများအားဝင်ထွက်သွားလာနေတာဆိုတော့ဒီလိုမျိုးဈေးကအများအားရှိနေကြတာပါဒီမုံလေးဆိုလဲရွှေငါးလေးကိုမှကြောင်လဝါပုံလေးပေါ့နော်ဒီဆိုင်လေးဆိုရင်လည်းဒီအကင်လေးတွေကိုသူကပြုတ်ပေးတာပေါ့နော်ပြီးတော့ဟင်းရည်အနေနဲ့စုကီကိုယူမလားမာလာကိုယူမလားဟင်းရည်လေးနဲ့တွဲဖက်စားရတဲ့ဆိုင်လေးပါဒါဆိုရင်လည်းဒီကြက်ကြော်ကိုအစုံဆိုင်လေးပေါ့နော်ဒီမုံဆိုင်လေးဆိုရင်လည်းဒီ pancake လေးနဲ့တူတာပေါ့နော်အဲ့ဒီတူရဲ့အထဲထဲမှာအနစ်ကလေးကတော့ကိုကြိုက်တဲ့အရာသာလေးနဲ့ဒီ chocolate ယူမလားငပြောယူမလားအဲ့လိုမျိုးလေးတွေရှိတာပါဒါဆိုရင်လည်းဒီအသီးအဖျော်ရည်ဆိုင်ပေါ့နော်ဒီမှာဒီတစ်ခုမှတ်ထားရမှာတစ်ခုကကြတော့နိုင်ငံသားတွေလာတာများတာဆိုတော့ဒီ local ဈေးထက်တော့နည်းနည်းလေးတော့ကွာနိုင်ပါတယ်ဒီမုံလေးဆိုလဲတော်တော်လှပြီးတော့စားချင်စရာကောင်းပါတယ်သူ့ဘေးမှာတော့တရုတ်စီသီးဖျော်ရည်ဆိုင်ပေါ့နော်ထိုင်းမှာကတော့ဒီတစ်သီးတွေလည်းတော်တော်ဆုံးပါတယ်ပြီးတော့တစ်သီးတွေကိုသူတို့ကကင်တွယ်ပြီးပြီလားဆိုရင်လည်းတော်တော်တန်တန်ရှင်းရှင်းပကေးချင်းလေးနဲ့ပေါ့နော်ဒါဆိုရင်လည်းဂွေးသီးတရက်သီးအချင်းမောင်းဆိုင်ပေါ့နော်ပြီးတော့လည်းဒီဈေးဆိုင်နဲ့မျက်နှာချင်းဆိုင်လောက်မှာဒီစူပါမားကတ်လည်းရှိသေးတာမို့လို့ကျွန်တော်စူပါမားကတ်ထဲလည်းခဏဝင်ကြည့်ဖြစ်ခဲ့ပါသေးတယ်တွေ့ချင်းကတော့ sausage တွေပေါ့နော်ဒီ sausage တွေဆိုလဲဟိုနိုင်ငံဒီနိုင်ငံအဲ့လိုမျိုးနိုင်ငံအသီးသီးကလာခဲ့တဲ့ဟာတွေပါဒါဆိုလဲ cheese တွေကိုတွေ့နိုင်ပါသေးတယ်ဒါဆိုရင်တော့ဒီ sushi တို့ထမင်းလိပ်တို့ဒီတင်ထားတဲ့စင်လေးပေါ့နော်ဒီမှာဆိုလဲတော်တော်ကိုတသက်ရရက်နဲ့ဒီအယောင်သွေးလဲစုံလင်ပြီးတော့တော်တော်စားချင်စရာကောင်းအောင်လုပ်ထားပါတယ်ထိုင်းနေကတော့ like လို့တော့မမီတော့ဘူးပေါ့နော်ဒီဘက်မှာတော့ဒီစူပါမားကတ်ထဲမှာပဲရှိတဲ့ပါမုံတန်းပေါ့နော်ဒီပါမုံတွေဆိုလဲဒီကျမ်းမာရေးပါမုံတွေလို့ခေါ်ကြတာပါအဲ့ဒါဆိုရင်တော့ဒီကျွန်တော်ရဲ့ဒီ blog လေးကိုဒီအသီးနှံလေးတွေနဲ့ပဲဒီအဆုံးသတ်ပြရစေအခုလိုအဆုံးထိကြည့်ပေးလို့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေအားလုံးပဲ connect ပါနော်နောက်ထပ်တင်မဲ့ blog လေးမှာပြန်လည်တွေ့ဆုံပါမယ်အခုတော့အားလုံးပဲbye byeပါ